လို့ရှာတွေ့ရမှာလေဗျာကျွန်တော်နာမည်စမတ်လို့ခေါ်ရဲဗျာကျွန်တော်ခင်ဗျားကိုရှာတွေ့ဖို့ခက်ခဲပေမစုံစမ်းပြီးတော့ကျွန်တော်ရဲ့ကောင်းလာပါပြီဆိုတဲ့ညံရည်ကိုတလွာချင်းလွာသုံးပြီးတော့ဟိုးရှာဖက်လျှောက်တာတွေ့ရဗျာအားကြောင့်ဝင်းပေါက်ဒါနောက်ရောက်ရွာမင်းဖက်လျှောက်ပဲလမ်းရှိမှာလာပြီးတော့ထိုင်ပြီးရွာပြီးတော့ကွာငါ့ကိုချမ်းမိသွားပြီတော့အရှောက်ပေးပါအညံ့ခံပါရွာဟုတ်ပြီညံ့တယ်ဆိုကျွန်တော်လိုက်ခဲ့ခင်ဗျားကိုရဲစီကိုခုချင်းခေါ်သွားပြီဟဲ့လို့အခုမှကြောက်ပါပြီလေလာအထဲမှာရဲတပြုတ်ကြီးရှိတယ်ဒီအိမ်ရဲကိုခင်ဗျားကိုပေါ်ပြီးတော့အရာအားလုံးရှင်းပြလိုက်မယ်ပြီးတော့ခင်ဗျားလည်းရဲကိုဝင်ခံလိုက်ဒါဆိုရင်ကျွန်တော်လည်းတို့ရဲ့အချိန်လွဲနေအားလုံးပေါက်ရောက်ပါတယ်โอเคလားအေးပါကွာငါအားလုံးဝန်ခံပါမယ်ကွာငါ့ဘောတန်းပြပါနဲ့ကွာဟုတ်ပြီလိုက်ခဲ့တော့ကျေဦးရဲတကားဖွင့်ရဒီမှာတရားကန်ဆက်ကိုကျွန်တော်ဖမ်းလာပြီဗျအားလုံးထင်လွဲနေရအားလုံးကိုကျွန်တော်အခုချိန်ချက်တက်ပြတော့မယ်အိုးလက်စားတက်တော့ဓမြကြီးမုတ်စိတ်ဖြူရဲ့လက်ချက်ကိုဒီမုတ်စိတ်ဖြူဆိုရင်ဘန်ဓမြအရန်ကောင်းကျန်းနေလို့ငေါ့ဝေးလိုက်ရှာနေတာကြာပြီကွာအခုဘန်ဓမြတိုက်တဲ့အမှုရဲ့တရားခံလေးဒီလူပဲကိုစောကြီးပါစမရငါ့ကိုထင်လွဲပြီးသွားရကွာငါ့ကိုခွင့်လို့ပြပါကွာငါဟိုကလေကွာမင်းရဲ့လက်ထဲမှာလေတနက်ကိုလည်းငါ့ကိုတွေ့လိုက်တယ်မင်းကလည်းတက်တိအားလုံးကမင်းကိုပဲဥတီရောငါ့ကိုမင်းကိုပဲဆွဆွမိလို့ဖြစ်သွားရကွာစောကြီးပါငါလည်းတောင်းပန်ပါရဲ့စမရဲ့ငါလည်းမင်းကိုရိုင်းစတိုင်းနေပြောမိသွားတယ်ကွာပြီးတော့ငါမင်းကိုဘုံနဲ့လည်းပြစ်မိသွားတယ်ငါ့ကိုခွင့်လို့ပြပါခွင့်လို့ပါဗျာဘာမှမဖြစ်ပါဘူးနေမောင်ကျွန်တော်ဘုံနဲ့ပြစ်တယ်ဘယ်ဝက်ပြစ်လို့လဲမပြစ်ပါဘူးအေးဟုတ်သားပဲကွာငါလူမားတော့လားကွာငါဘုံနဲ့ပြစ်တာမင်းမဟုတ်ဘူးနောက်ထပ်စမတရားဘလို့နောက်ထပ်စမတရားခမရဆိုလို့ကျင်တာကအိုးငါတို့စမတော်တရားပေါ့ကွာအထင်လွဲမှုကြီးအားလုံးပြောက်ကွင်းသွားလို့တော်တရားပေါ့ဟုတ်တယ်ကွာဟုတ်တယ်ဒီရဲကြီးပြောအမှန်ပဲကွာမင်းကတကယ်တော့ငါတို့ဒီကဘာ H1 စမမဟုတ်ဘူးကွာမင်းက H2 စမပဲငါတို့ကဘာကိုမင်းမတော်စားအမတ်တမဲဒီကိုရောက်လာတာကွာဟမ်ကျွန်တော်တခြားကဘာဟုတ်လားနေပါဦးလေးတို့မီပေါ်မှာတားနာနေပါလားဗျလက်မှာလည်းရွှေနာရီပါနေဟာဦးလေးတို့မီရွှေဆွဲကြိုးရီပါနေဒါဆိုရင်ဟိုဂျိုကာပြောရမှန်နေရပဲဒါကြီးကဦးလေးတို့မီရဲ့အိမ်ကြီးပေါ့ဟုတ်လားဟာကျွန်တော်ပြမယုံနိုင်ဘူးဗျာဟိုတထေးဂျိုကာလည်းမဟုတ်ပါဘူးဂျိုကာကြီးကလည်းသူ့အရက်ဆိုင်မှာမူးယူပြီးတော့တောင်းချမ်းနေရကျွန်တော်တွေ့ခဲ့ရဲ့ဗျဟာဒါဆိုရင်သိကြတယ်ဒါကျွန်တော်နေထိုင်တဲ့ကဘာကြီးမဟုတ်ဘူးဗျကျွန်တော်တခြားကဘာကိုရောက်လာပဲဟုတ်တယ်စမရငါတို့ရဲ့ H1 ကစမ1ရတယ်ဘုံပေါက်ကွဲမှုကြောင့်ဟိုဘက်ကဘာကိုဝင်တဲ့အပေါက်ထဲကိုသူလွင့်ထွက်သွားရဲကွာငါအထင်စမ1ကအခုမင်းနေရဲ့ H2 ကိုသူရဲ့ရောက်သွားတော့ပြီကွာမင်းတို့စမ1ယောက်ကနေထိုင်တဲ့ကဘာကြီးအခုလွဲမောင်းနေကြတာငါတို့ဘလို့ပြန်ပြီးတော့